အားလုံးပဲမင်္ဂလာပါ UK မှာကားမောင်းကျင်တဲ့သူတွေအတွက် license လိုလားဆိုတာလေးကိုဖြေပေးပါမယ်မိမိနိုင်ငံမှာတက်တန်းရှိသေးတဲ့ license ဆိုလို့ရှိရင်ရောက်ချင်းမှာကားမောင်းလို့ရပါတယ်တစ်နှစ်အထိအဲဒါကြောင့်မလို့ဘာ license မှဖြေစရာမလိုဘူးဘာစာမွေးဘက်မှလည်းဖြေစရာမလိုပါဘူးเนาะအရေးကြီးဆုံးကတော့ဒီကားနဲ့ယာဉ်မောင်းသူအတွက်သူတစ်ပါးထိခိုက်မှုအာမခံရှိဖို့လိုပါတယ်ကားကိုလည်း cover ဖြစ်ရမယ်နောက်ပြီးတော့ဒီယာဉ်မောင်းအတွက်လည်း cover ဖြစ်ရပါမယ်ကားကို cover ဖြစ်အောင်လည်းမရပါဘူးเนาะအရေးကြီးပါတယ်နောက်တစ်ခုကကားမောင်းရင်းနဲ့ဖုန်းသုံးဖို့တော့စိတ်မကူးကြပါနဲ့ဖုန်းကိုလမ်းကြည့်တာပဲဖြစ်ဖြစ်စကားပြောတာပဲဖြစ်ဖြစ်မသုံးပါနဲ့တကယ်လို့သုံးမှဖြစ်မဲ့အခြေအနေဆိုလို့ရှိရင်safe ဖြစ်မဲ့နေရာမှာ parking ထိုးရက်ပြီးတော့မှသုံးကြပါเนาะတကယ်ဖမ်းပါလေနောက်ပြီးလူကူးမြင့်ညားရဆိုလို့ရှိရင်ရက်ပေးရပါတယ်လူကူးမြင့်ညားပေါ်မှာလူတယောက်ယောက်ကကူးမယ်လို့ရောက်လာတဲ့တင်ကားကိုရက်ပေးရပါတယ်เนาะဒါကတော့တော်တော်များများလဲယဉ်ကျေးပြီးတော့လိုက်နာကြတာကိုတွေ့ရပါတယ်ဒီရင်မောင်းရင်ကူးရဲ့လူကူးတဲ့လူတွေတော်တော် safe ဖြစ်ပါတယ်နောက်ပြီးတော့ရေးကြည့်တာဘတ်စကားတီးတန့်တတ်မှတ်ထားတဲ့ lane တွေရှိတယ်မြင်းတွေနဲ့လေအဲ့ဒါဆိုရင်လုံးဝမဝင်ပါနဲ့သူကကင်မရာနဲ့စောင့်ကြည့်နေပြီးတော့ဒဏ်ငွေတက်ပါတယ်ဒဏ်ငွေကပေါင်80လောက်ထိရှိပါတယ်ဒါကြောင့်မလို့ဘတ်တီးတန့်လမ်းတွေကိုအချိန်ကိုကြည့်ပြီးမဝင်ပါနဲ့နောက် speed တွေကတော်တော်နှေးရသတ်မှတ်ထားတာ -20 တို့30တို့များတယ်မြို့ထဲမှာ -20 တွေများတယ်အဲ့တော့ရန်ကုန်မှာဖြစ်ဖြစ်စင်ကာပူမှာဖြစ်ဖြစ်ကားမောင်းလာတဲ့လူဆိုလို့ရှိရင်မကြိုက်ဘူးပေါ့နော်မြန်မောင်းတတ်တယ်တကယ်တမ်းပဲပြစ်ဒဏ်ပေးတယ် fine ချတယ်နောက်ပြီးကင်မရာနဲ့ရိုက်ပြီးတော့တကယ်ကိုဖမ်းတာပါနော်အဲ့ bus lane ဝင်တဲ့လူတွေ speed 20ကျော်တဲ့လူတွေကိုတကယ်ဖမ်းပါတယ်ဒဏ်ငွေကိုသူကစာလိုက်ကနေပြီးကိုယ့်ရဲ့လိပ်စာကိုပို့တာဖြစ်ပါတယ်ပြေးလို့မလွတ်ပါဘူးနောက်ကားသမားတွေကတော့များသောအားဖြင့်အင်မတန်မှယဉ်ကျေးကြတယ်သူတစ်ပါးကိုကူညီတယ်ဦးစားပေးတယ်မီးပြပြီဆိုတာနဲ့သူကရက်ပေးတယ်အဲ့လိုမျိုးလူပြီးသွားမျိုးတော့တော်တော်ကိုရှားပါတယ်မရှိဘူးလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့UK မှာကားမောင်းမယ်ဆိုရင်တော့အဓိက safe ဖြစ်ပါတယ်ဘာမှပူစရာမလိုဘူး license ကလည်းကိုယ်နိုင်ငံယူလာတဲ့ license နဲ့တင်မယ်အဆင်ပြေတယ်တစ်နှစ်အတွင်းမောင်းလို့ရတယ်ဒီကြားထဲမှာကိုက theory test လေးကိုလေ့လာထားမယ်ဆိုလို့ရှိရင်ကိုရင်မောင်းတဲ့အခါမှာလည်းအထောက်အကူပြုတာပေါ့နော်ရင်စည်းကမ်းလမ်းစည်းကမ်းကိုတော့အထူးလိုက်နာဖို့လိုအပ်ပါတယ်နော်ကျေးဇူးတင်ပါတယ်